ကျွန်တော်အောင်မြင်နေတာရယ်သူတို့ကြိုးစားအားထုတ်မှုရယ်ကျွန်တော်တက်နိုင်တယ်ဒီနေ့ကျွန်တော်ပြောပြချင်တာကတော့ကျွန်တော်လေးစားသုံးပုဂ္ဂိုလ်တယောက်အကြောင်းပေါ့နော် at the skate park ဟုတ်သူကတော့ကျန်တဲ့လူမဟုတ်ပါဘူးကျွန်တော်ရဲ့အဖေပဲဖြစ်ပါတယ်ကျွန်တော်အဖေအကြောင်းပြောရမယ်ဆိုရင်တော့အများကြီးပေါ့နော်ဆိုးတာတွေရောကောင်းတာတွေရောအများကြီးပေါ့နော်အဖေကိုရွာမှာခေါ်တာကတော့သူကဦးကျော်ပေါ့နော်သူ့နာမည်ကတော့ဦးကျော်လွင်ပေါ့အဖေအကြောင်းအများကြီးပြောပြချင်ပေမဲ့ဒီနေ့တော့ကျွန်တော်အချင်းချုပ်ပဲပြောပြလိုက်မယ်ပေါ့နော်အဖေကသူလည်းငယ်ငယ်လေးကလေးကသူလှုပ်ချင်တာတွေဖြစ်ချင်တာရှိရပေါ့နော်ဒါပေမဲ့သူတို့ငယ်ငယ်ရွယ်တော့လှုပ်ခွင့်မရှိခဲ့ဘူးဖြစ်ခွင့်မရှိခဲ့ဘူးအဲ့လိုဟာမျိုးတွေကိုသူ့ရဲ့သားတွေလဲကြရင်သူရအောင်ဖြည့်စွမ်းပေးမယ်ဆိုတဲ့စိတ်နဲ့ပဲအကုန်လိုက်ပြီးတော့ဖြည့်စွမ်းပေးခဲ့ကျွန်တော်အဖေကဘလို့လူသားမျိုးလဲဆိုလို့ရှိရင်အရန်အာနာတတ်တယ်ပေါ့နော်အရန်တော်တော်အာနာတတ်တယ်အဲ့ဒီအာနာတဲ့စိတ်ကြောင့်ပဲကျွန်တော်တို့စီးပွားရေးလုပ်တဲ့ခါမှာအရန်ထိခိုက်နေတာမျိုးတွေတော့အရန်ဖြစ်တယ်ပေါ့နော်အဲ့ဒီတန်တွေကိုအလူလဲခံရတာတော့အမေပဲပေါ့နော်အမေကတော့အလူလဲခံရတယ်အဖေကကျွန်တော်ငယ်ငယ်လေးကလေးကဘာမလုံးနဲ့ဆိုတာမျိုးတွေတော့မရှိဘူးပေါ့နော်လုံးမယ်ဆိုရင်ဖြစ်အောင်လုပ်ဖြစ်မြောက်အောင်လုပ်အဲ့လိုမျိုးပဲဆုံးမခဲ့တာပေါ့နော်သူဝါသနာပါတဲ့အလုပ်ကိုလုပ်စေချင်တယ်ပြီးတော့မင်းကဒါလုပ်ချင်တယ်โอเคအဲ့ဆိုရင်ငါဒါထောက်ပံ့ပေးမယ်ဆိုတဲ့လူစားမျိုးတွေမှာပါတယ်ပေါ့နော်ကျွန်တော်အခု skate လုပ်ကိုစလုပ်တော့လေအဖေကမတားခဲ့ဘူးမတားခဲ့တဲ့အပြင်သူကိုယ်တိုင်ပဲဒီ skate နဲ့ပတ်သက်တဲ့ဟာတွေပစ္စည်းတွေပါတယ်ဆိုတော့သူကိုယ်တိုင်လုပ်ပေးတယ်ပေါ့နော်ပြီးလိုအပ်တဲ့အရာတွေဆိုရင်လည်းသူကိုယ်တိုင်လိုက်ပြီးတော့ဖြစ်ဆွဲပေးတယ်နောက်ပြီးတော့ဒီမှာကျွန်တော်အစကလပ်လေးစထောင်တော့ကလေးတွေအသိမရှိသေးဘူးအဖေကိုယ်တိုင်ပဲလိုက်ပြီးတော့စီယုံပေးတယ်ကလေးတွေခေါ်လာတယ်ကျွန်တော်တို့တင်ပေးတယ်ပေါ့နော်ကျွန်တော်မရှိတဲ့ခါကျရင်လည်းအဖေကအသက်ကြီးတယ်ဆိုပေမဲ့သူကိုယ်တိုင်တက်ရှင်တယ်သူကိုယ်တိုင်တက်ရှင်တော့သူ skate ကိုမရအောင်စီးတယ်သူကိုယ်တိုင်တက်လာပြီးတော့တလာတဲ့ကလေးတွေကိုသူ့ရဲ့အတွေ့အကြုံပြန် share ပေးနေသူကိုယ်တိုင်တင်ပေးတယ်ပေါ့နော်သူ့ရဲ့စိတ်တက်ကတော့အရန်လဲသူများပေါ်ငဲ့ညာတနာတတ်တယ်အရန်လဲအားနာတယ်အဲကြောင့်မို့ကျွန်တော်တို့အိမ်ကစီးပွားရေးရဖြစ်တဲ့တော့လည်းမဖြစ်ခဲ့ဘူးပေါ့နော်အများကြီးတော့ထိခိုက်နေတာမျိုးရှိခဲ့တယ်သူများပေါ်တော့ကောင်းတယ်ဆိုပေမဲ့ကျွန်တော်တို့မိသားစုမှာတော့အများကြီးထိခိုက်တယ်ပေါ့နော်ကျွန်တော်ငယ်ငယ်ကဆိုပြောခဲ့တာတော့ရှိတယ်အမေကမင်းရုပ်ကအဖေနဲ့တူတယ်ဒါပေမဲ့ကျွန်တော်ပြန်ပြောခဲ့တာတော့ရှိတယ်ပေါ့နော်ကျွန်တော်ကအချိုးရှင်းတန်တူတာစိတ်ရှင်းမတူဘူးအဲဒါအဖေကပြန်ပြောတယ်မင်းငါစိတ်ကိုပဲမိအောင်ကြိုးစားအောင်ဆိုပြီးပြန်ပြောခဲ့တယ်ပေါ့နော်အဲ့ဒီစကားတွေကိုငယ်တော့ကတော့ကျွန်တော်သိနားမလဲပေါ့နော်ဒါပေမဲ့ကြီးလာတဲ့ခါကျတော့ဟုတ်တာပဲငါဖေးရဲ့စိတ်တက်ကိုငါမိတော့မနေလိုက်ရအောင်ပါပေါ့နော်အဲ့ဒါကြီးတော့အများကြီးနားလည်လာတယ်ပေါ့နော်အသက်ကြီးမှပဲနားလည်လာခဲ့တယ်လူတွေပေါ်ဆက်ဆံတဲ့ပုံတီးခံတဲ့ပုံဒီအိမ်မှာအမေပေါ်ဆက်ဆံတဲ့ပုံပေါ့နော်အဖေဆိုရင်အမေပေါ်လက်မပါဘူးပေါ့နော်လက်မပါဘူးသူစိတ်တို့အမေကစိတ်တို့ပြောဆိုနေတော့မှအမေနာမည်ငိမ့်တယ်ဆိုတော့ငိမ့်တယ်ကြီးဆိုပြီးတော့သူပြင်ထွက်သွားတယ်လက်ဖေးသွားတောက်တယ်အဲ့လိုမျိုးပဲရှိတာပေါ့နော်အဖေရဲ့မိသားစုကိုဆက်ဆံတဲ့ပုံတွေပြောဆိုပုံတွေသားသမီးပေါ်မိမပေါ်အကုန်လုံးအရာပေါ့နော်အဲ့ဒါတွေအကုန်လုံးကတော့ကျွန်တော်အတွက်ဇံပြပါပဲကျွန်တော်တို့အတူယူရမှာပေါ့နော်ရအောင်အတူယူရမယ်ပုံကိုတူဖြစ်ပါတယ်နောက်မြအခါခွင့်သိရင်လည်းကျွန်တော်ထပ်ပြောပြပါအောင်မယ်ပေါ့နော်အများကြီးတော့မပြည့်စုံဆိုပေမဲ့ကျွန်တော်ဒါအချင်းချင်းလေးပေါ့နော်နားထောင်ပြီးတော့ကြည့်ပေးခဲ့တဲ့လူတွေအားလုံးကျေးဇူးတင်ပါတယ်ဒါကျွန်တော်အောင်မြင်နေတာရယ်သူတို့ကြိုးစားအားထုတ်မှုရယ်ကျွန်တော်တက်နိုင်တဲ့တော့ပံ့ပိုးမှုရယ်ဆိုရင်တော့အောင်မြင်မယ်လို့ကျွန်တော်ထင်